Abi lirikat ma takha salam lere ari namaz paina thwa lirikat pha video ma salam lera narakat ma mahle Tarawih namaz ka sunnati muakkada ဖြစ်တယ်။အော်တော့ကျွန်တော်တို့narakat နဲ့ပဲ salam လဲပြီးဝတ်ပြုသည်ဖြစ်ပါတယ်။lirikat ဖတ်ပြီးတော့မှ lirikat မြောက်မှ salam လဲပြီးဝတ်ပြုသည်ဖြစ်ပါတယ်။ပိုင်တယ်ပေါ့နော်။ lirikat နဲ့ salam လဲပြီးတော့ဝတ်ပြုတဲ့နေရာမှာပိုင်ဖို့အတွက်စီကံချက်ကပါလဲဆိုတော့narakat မှာသူထိုင်ရမယ်narakat မြောက်မှာကာဒါယဥလာသူထိုင်ရမယ်ထိုင်ပြီးတော့မှပြန်ထမယ်ပြန်ထပြီးနောက်narakat ပတ်ပြီးlirikat salam လဲတယ်ဆိုရင်ဒါပိုင်တယ်တို့ပေမဲ့လည်းပဲဆွန်နတ်မူတဝါရီစာလို့ခေါ်တဲ့ဓမ္မတော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရှိကနေကျွန်တော်တို့အထီကိုခိုင်ခိုင်မာမာစင်ဆက်မပြတ်ရောက်ရှိလာတဲ့အထောက်ထားအရာဆိုရင်တော့တရာဝီနမတ်ကnarakat ပြီးသွားရင်တစ်ခေါက် salam လဲခြင်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာတရာဝီနမတ်ကိုဝတ်ပြုတဲ့နေရာမှာnarakat ပြီးတစ်ခေါက် salam လဲပြီးတော့ပဲဝတ်ပြုတဲ့တခါတလေအကြောင်းကြီးငယ်ဖြစ်သွားလို့မေးလျော်ပြီးတော့lirikat ဖြစ်သွားတာတော့ပြဿနာမရှိပါနဲ့တမင်တကာအဲ့လိုမျိုးတရာဝီနမတ်ကိုlirikat ပြီးမှ salam လဲပြီးဖတ်ခြင်းကတော့ဒါဆွန်နတ်တော်နဲ့ဆန့်ကျင်ပဲဖြစ်တယ်မကရူဖြစ်တယ်ရှောင်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဆရာနောက်မေးခွန်းတစ်ခုကကိုဇော်ဆိုတဲ့အကောင့်ကနေမေးတာတတူးထိုးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနောက်မွတ်စလင်တယောက်ပါတဲ့မွတ်စလင်မဖြစ်ခင်တော့ကျွန်တော်လက်မောင်းမှာတတူးထိုးတာတယ်ပြန်ဖြတ်လို့လည်းမရတော့အခုကျွန်တော်အပြစ်ရှိမရှိသိကြပါတယ်အဲ့တော့ကျွန်တော်တို့အစ္စလာမ်မှာတော့ဒီတတူးထိုးခြင်းကိုတော်တော်ကိုပြင်းပြင်းထန်ထန်တားမြစ်ထားတယ်ကျွန်တော်တို့ရဲ့နဘောတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့မိန့်ကြားချက်ဒီအရာလည်းပဲဒီလိုတတူးထိုးတယ်ဆိုတဲ့လူတွေပေါ်မှာဒီလိုတတူးထိုးခြင်းပေါ်မှာအလ္လာဟ်ရှင်မြတ်တခင်ရဲ့လာနတ်ရှိတယ်အလ္လာဟ်ရဲ့ရာဟမတ်နဲ့ဂရုဏာတော်နဲ့ဝေးကွာမှုတွေရှိတယ်ဆိုပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကမိန့်ကြားထားတယ်အဲ့တော့ပြောချင်တာကအစ္စလာမ်ရဲ့ရှုထောင့်အရတော့တတူးထိုးခြင်းအလွန်တရာမှကြီးလေးတဲ့အပြစ်တစ်ခုဖြစ်တယ်ကျွန်တော်တို့မွတ်စလင်လူငယ်တွေအထူးတလဲရှောင်ကျဉ်တဲ့နာဒါပေမဲ့အခုမေးထားတဲ့မိတ်ဆွေကသူဒီအစ္စလာမ်မတိုင်ခင်တော့ကအစ္စလာမ်တာနာလက်မခံခင်တော့ကသူတတူးထိုးထားတယ်ဆိုတဲ့အတွက်ကြောင့်သူအစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်းမှာဒီတတူးနဲ့ပတ်သက်ပြီးတော့သူမှဘာအပြစ်မှမရှိပါဘူး။အားကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့နဘောတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့မိန့်ကြားချက်ရှိတယ်။အလ်အစ္စလာမ်အင်နလ်အစ္စလာမ်ယဟဒီမူမာကာနာကဘလာအစ္စလာမ်ဟာအစ္စလာမ်မတိုင်ခင်ကာလမှာကျူးလွန်လာတဲ့ပြစ်မှုဒုစရိုက်တွေကိုအစ္စလာမ်ကအားလုံးပယ်ဖျက်ပြီးအဲဒါကြောင့်အခုနမိတ်ဆွေဟာသူမွတ်စလင်မဖြစ်ခင်တော့သူတတူးထိုးထားတယ်အဲ့တော့သူအစ္စလာမ်တာနာကိုလက်ခံလိုက်တယ်ဆိုတဲ့ပုံမှာအလ္လာဟ်ရှင်မြတ်ကသူ့ရဲ့အပြစ်ကိုနာအားလုံးကိုမာဖ်လုပ်ပေးလိုက်ပြီအဲ့တော့အလ္လာဟ်မာဖ်လုပ်ပေးလိုက်တယ်အလ္လာဟ်ခွင့်လုပ်ပေးလိုက်တဲ့အပြစ်ကိုနာတွေထဲမှာတတူးထိုးတဲ့ကိုနာလည်းပါသွားပြီအဲ့တော့သူ့ပုံမှာအပြစ်မထိုက်သို့ပေမဲ့လည်းပဲသူ့ရဲ့အခုလက်မောင်းမှာစသဖြင့်ခန္ဓာကိုယ်ရဲ့တနေရာမှာတတူးကတော့ရှိနေတယ်ဆိုတော့ဒီဘက်ခေတ်ကလည်းပဲတော်တော်လေးကိုရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်တဲ့ခေတ်ဖြစ်လာပြီတတူးတွေကိုဖြတ်တဲ့ဒေစာနဲ့ဖြတ်တဲ့စနစ်တွေပါပေါ်လာပြီအကယ်၍ပေါ့ဒီပုဂ္ဂိုလ်ဟာဒီမေးတဲ့မွတ်စလမန်ကျွန်တော်တို့ရဲ့ဒီညီနောင်ဟာအကယ်၍သူဟာငွေကြေးလဲတတ်နိုင်တယ်ဒီတတူးကိုသွားပြီးတော့ဖြတ်ခြင်းအားဖြစ်ပေါ့နော်သူ့အတွက်တအားကြီးမာတဲ့ထိခိုက်နာခြင်းမှုမဖြစ်စေဘူးသူ့အတွက်တအားကိုဆိုးရွားတဲ့ကျန်းမာရေးထိခိုက်မှုတွေမဖြစ်နိုင်ဘူးဆိုရင်တော့ငွေကြေးတတ်နိုင်ဖြတ်ဖို့ကြိုးစားတာဟာကောင်းမွန်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဘာမှပြဿနာမရှိဘူးဒါပေမဲ့တခုပဲသူသတိထားမှာကဒီတတူးကိုလူတွေရဲ့အရှိမမလိုအပ်ပဲနဲ့ဖွင့်ဟတာဒီတတူးနဲ့ပတ်သက်ပြီးတော့ဝင်ကြွားတာတော့သူမလုပ်ရဘူးအတတ်နိုင်ဆုံးသူလူမြင်ကွင်းနေသွားတဲ့အခါမှာဒီတတူးကိုဖုံးအုပ်ထားမယ်အထူးသဖြင့်နမတ်တွေပါတွေဝတ်ပြုတဲ့အခါမှာဒီတတူးကအယုတ်တွေပါတွေဖြစ်တယ်ဆိုရင်ဒါကိုအတတ်နိုင်ဆုံးကြိုးစားပြီးတော့မှဖုံးအုပ်ထားဖို့အတွက်ဒါဟာသူကကြိုးစားရမယ်အခုနသူမေးထားတဲ့မေးခွန်းကတော့သူ့မှာအပြစ်ဖြစ်လာဆိုတော့အလ်ဟမ်ဒူလ illah သူအစ္စလာမ်ကိုလက်ခံလိုက်ပြီဆိုတဲ့ပုံမှာအလ္လာဟ်ခွင့်လွှတ်လိုက်တဲ့အပြစ်တွေထဲမှာဒီတတူးနဲ့ပတ်သက်ပြီးကျူးလွန်လာတဲ့အပြစ်လည်းပါသွားပြီသူ့ပုံမှာဘာမှအပြစ်မထိုက်ပါဘူး